အားတော့နိုင်ကြည့်ခါတော့ကျောက်သူလေးပတ်သွေးလေးပဲဖြစ်ပါရဲ့ကန်းကြီးကိုရောက်တော့အခါကန်းကြီးရောရောက်ပြီးတမီးတော်လေးဟိုတယ်မှာဗမာတက်ရမှာလဲအဲ့ဒါဟိုနားလေးမှာတက်ရမှာအဲ့ဒါဟိုတယ်ကိုယူတော့ကြမယ်လေဟုတ်ကဲ့မမဟိုတယ်ကိုရောက်တော့အခါဒီမလေးဟိုတယ်ရောက်ပြီးတော့တွားကြမယ်ဟုတ်ကဲ့မမဟိုတယ်ရတယ်တော်တော်ကြီးရပဲနော်ဟုတ်တယ်ညီမလေးရဲ့ဟဲ့မဘယ်နားမှလည်းမသိဘူးတော်ပြောရမယ်နေရလေဟိုနားလောက်မှနေတူပါရဲ့ညီမလေးလာပြောပြီးว่าဟဲ့လေတမျိုးအဲ့ဟာအခန်းကိုတက်ကြမယ်အေးညီမလေးဒီဘက်မှာလောက်ပါမှာအခန်းဘယ်နားမှလဲညီမရဲ့အဲ့ဒါတော့မသိဘူးညီမလေးရဲ့အဲ့ဆိုရင်ဟိုဘက်မှာတက်ချက်လာမသိဘူးအခန်းထဲရောက်တော့ခါသမီးကိုဒီမှာရောက်ပြီဆိုတော့ပစ္စည်းလေးပါလေးချကြမယ်လေအေးညီမလေးချလိုက်နော်ပြီးရင်မတို့ကကြိတ်မှာရှောက်လိုက်ကြမယ်ဟုတ်ကဲ့မရေလာကဲကြိတ်မှာဒီမှာဆော့စရာလေးရှိရယ်ဆော့ကြမယ်အေးဝါမိုင်းလိုက်ကြမရေလာဟိုနားမှာသွားပြီးဆော့ကြမယ်အေးညီမလေးမကြီးမိုက်တယ်မမရဲ့မတော်တော်လေးကိုမိုက်တာလာမဆိုလဲဘောလုံးနေအများကြီးပဲရှိတယ်မိုက်တယ်ရောတိလာဘောလုံးနေဟုတ်တယ်ညီမလေးရဲ့အဲ့ဆိုရင်မဟိုတယ်ခဏပြန်လာအောင်မယ်နော်ညီမလေးဟုတ်ကဲ့မပြောစရာကြီးရေမလည်းမရှိရောငါတယောက်တည်းလေးအစီဆော်လို့ရရဲ့ဝါဒီဘက်မှာဆိုလဲဘောလုံးနေအများကြီးပဲရှိရောဝါမိုက်လိုက်တာဟာငါဘောဝေးလဲပါဆော်လို့ရပြီမိုက်တယ်ဟေးတော်တော်လေးကိုမိုက်တာမိုက်တယ်ပြောစရာကြီးဟေးငါဟိုနားကလည်းရှော့ရပါစီးလို့ရလားမသိပါဘူးမိုက်လိုက်တာငါဒီနားလည်းတစ်ချက်သွားအောင်ဝါရေပန်းတွေထွက်လာရောပြောစရာကြီးဟေးတော်မိုက်လိုက်တာဒီကန်းရှိနာဝါတပွန်မိုက်လိုက်တာကြတော့အခါမိုက်လိုက်တာဘီတင်ဝယ်ပေးပါလားဒီနားမှာဆိုလဲတော်တော်ကလေးကိုမိုက်မှာ Oh my god မိုက်လိုက်တာဝါဟိုးပြောစရာကြီးဝါငါရှော့ရလဲစီးလို့ရပါပြီဝီမိုက်လိုက်တာဟိုတနေ့တော့လေငါတို့ဟိုကောင်မလေးကိုအနိုင်ကြည့်ရတာပြောစရာကြီးနော်ဟုတ်တယ်ငါတို့ဒီနေ့လဲသူဒီကိုရောက်လာတယ်မသိဘူးဒီနေ့ကကြောက်ပိတ်တဲ့နေ့ဆိုတော့သူ့အမနဲ့ဝါတဘုံလာလောက်တယ်ဟုတ်လောက်တယ်နော်နေ့ရငါတို့ရှိရနေပိတ်ရက်မနေစမ်းပါနဲ့အေးပါနင်းရလဲစိတ်ကြီးပဲဟိုကောင်မလေးမလားတငယ်ချင်းတို့နေငါတို့နေလဲနေငါတို့နေလဲဝါတဘုံလာဟုတ်တယ်လေဘာဖြစ်လို့လဲနေရလေငါလည်းတူစောစနာပေါ့နေတယောက်ထဲလာတာနဲ့ဟုတ်တယ်လေဘာဖြစ်လို့လဲအေးပါနေကငါနိုင်ကျင်တာမကြိုက်ဘူးမလားမကြိုက်ဘူးလေတငယ်ချင်းကလည်းဘယ်သူမှနိုင်ကျင်တာကြိုက်တာမှမဟုတ်တာဒါပေမဲ့နေကတော့ငါတို့ရဲ့အနိုင်ကျင်တဲ့သူအမြဲတမ်းဖြစ်နေရမှာပဲလှုပ်ဆန်းသူ့လှုပ်ကြတော့ကဟိုကောင်မလေးမရှိရောဟုတ်တယ်သူပြန်သွားလောက်မှနေမှာပေါ့ငါတို့သူ့အနိုင်ကျလိုက်တော့လေအဲ့ဒါနဲအောင်နဲ့သိငါတို့ဒီနေ့မှမလေးပါလေးစားကြမလားစားကြမယ်လားအဲ့တော့ရှောက်ကြီးအဲ့အကြောင်းလေးကနေထွက်လာအမဟိုမှာဒီကောင်လေးအဲ့လာ
အေးဟဲ့ငါတို့လည်းမမုဆိုင်ရပြောပကောင်းတယ်နော်ဟဲ့ဟိုကောင်မပါရပို့ပြီးပြောပကောင်းတာငါတို့တော်လေးကိုမိတ်တာပဲဟဲ့တို့နိုင်ကြတာငါတို့ကိုတော်ကြတာပဲဟာအဲ့လေဒီလောက်ပါပဲရှင်ပတ်ဖိုးလေးဆက်လာပါမယ်ဘိုင်ဘိုင်